စီယိုတဲ့မစားနဲ့မတဲ့စားလို့ရေဝမ်းပါလိုက်အဲ့တော့စီယိုတဲ့မစားနဲ့တော့ကျွန်တော်စီယိုသမားတွေမှာတတ်မှတ်ချက်တစ်ခုပေးလိုက်ခင်ဗျာမနေ့ကြာရင်ဖောက်စစ်အကောင်းဆုံးစင်ညာ fasting ပဲ fasting ဆိုတာစစ်မဲ့နေကြရင်ည7:00နာရီနောက်ပိုင်းဘာမှမစားနဲ့တော့ပိုက်စာရေတောက်7:00နာရီခွာစေရနော်မနေ့ကြာရင်သွားစစ်ရေတော့တောက်လို့ရရင်နော်အဲ့ဒါ80နဲ့130ရရင်ကျွန်တော်ချိန်တတ်တယ်80နဲ့130အနည်းဆုံး80အနည်းဆုံး80အများဆုံး130ထမင်းစားပြီး2နာရီမှဆင်းမှတမီး7နာရီမှစားမယ်နေ့လည်း2နာရီမှဆင်းမယ်ညနေ9နာရီမှစားရင်9နာရီမှဆင်းမယ်140နဲ့180ဆိုကျွန်တော်ချိန်တတ်တယ်140နဲ့180စီကိုကြိုက်တဲ့ချိန်ကောက်စစ်200ဆိုကျွန်တော်ချိန်တတ်တယ်အဲ့တော့ကျွန်တော်လူနာတွေကိုဒါပဲမှာထားတယ်ခင်ဗျာမနေ့ကျရင်80နဲ့130ရအောင်ထမင်းစားပြီး2နာရီမှဆင်း140နဲ့180ရအောင်ဘယ်ချိန်ကောက်စစ်စစ်200မရ3လပြည်တိုင်း3လပြန်မြစီကျူဆိုတဲ့ HbA1c ဆိုခဏဆက်ရမယ်အဲ့ဒါဘယ်လောက်ရမလဲ9%လို့ကျင်တယ်7%ကျွန်တော်ရဲ့အကြမ်းမြတ်9CBO Vita Lina ရဲ့9%လို့ကျင်တယ်ကြိုက်တာတော့ 6.5 ကိုကြိုက်တယ်နော်အလွတ်ဆုံးခင်ဗျ8မကျော်အောင်အဲ့တော့ 6.5 that the best generally က8ကိုကျော်သေးတယ်အဲ့ဒါရကျွန်တော်ကသူတို့အဲ့ခိုင်လိုင်းချပေးလိုက်သူတို့အဲ့လောက်ညှိလိုက်ညှိရ80နဲ့130ဘာလို့ခွဲထားရလဲဆိုတော့တချို့မခံနိုင်လို့ဖိုးဘွားကြီးတွေကြ80တိချရင်မခံနိုင်ဘူးဒါကြောင့်ဖိုးဘွားကြီးလို့ရင်တော့ maybe 130လောက်ထားတယ်ခန့်ငယ်စီးကိုတမောက်တော့မရဘူး80ပဲဘာလို့ကျွန်တော်ရဲ့တတ်မှတ်ချက်မှာမနေ့အစောကြီး fasting ကိုလူ100ကို80မှာထားမယ်လူ100ကို130မှာထားမယ်10နှစ်လိုက်ကြည့်ရင်130ရသေးတယ်80ရသိမ့်သေးတော့ရှိစီကကြလီကောင်းလီပဲ80နာတီရောက်လီကောင်းလီပဲဒါပေမဲ့130နာမှာထားဘာလို့ထားတော့အဖိုးကြီးဘွားကြီးကချို80လောက်သူမခံနိုင်ဟိုက်ပိုတွေဝင်ကြရရှိတယ်ဆိုတော့ဒီတတ်မှတ်ချက်တဲ့ဝင်ရအဲ့တော့ကျွန်တော်ပြောတယ်ကျွန်တော်တေးသီးစားလို့ရလားပိနေသီးရလို့ရဖျဲသီးစားလို့ရလားအဲ့ဒါဆိုကျွန်တော်မေးတယ်ခင်ဗျာ fasting ဒီနေ့ဘယ်လောက်ရဒီကျွန်တော် fasting 90ပဲရအဲ့ဒါစားအနေနဲ့စားဖျဲသီးကို30လောက်စားဟန်တိုင်မို့တစ်ချက်လုံးတော့မစားနဲ့ပေါ့ဖျဲသီးတစ်ချက်လုံးတော့စားလို့မရအောင်ခင်ဗျာနည်းနည်းစားရကိတ်မုတ်လည်းတတုံးစားရမမောဖြစ်ဘူးဒါပြဿနာမရှိဒီနေ့မနေ့ခင်ဗျာ fasting ဘယ်လောက်ရလဲ180မစားအောင်အဲ့ဒီလုံးဝမစားအောင်ဆိုတော့ကျွန်တော်ရဲ့ theory မှာစီယိုတက်တဲ့နေ့မှာအချိုရှောက်မှာစီယိုမတက်တဲ့နေ့မှာအပင့်တဲ့စားလို့ရပါတယ်စီယိုတော့တစ်လုံးမစားဘူးကွာမရှိပါဘူးဆိုတော့အချိုရတောက်ချင်လဲကျွန်တော်ကစီယိုတရားကိုသုံးပါတယ်စီယိုတရားကိုအကြမ်းများဖြင့်ဒီနေ့ကို3တုပ်ကနေ5တုပ်တော့သုံးရပါတယ်လက်ဖက်ကော်ဖီတောက်ချင်ဖြစ်နိုင်နိုးစီမသုံးဝင်နဲ့နွားလို့တမို့နိုးစိမ့်နဲ့စီယိုတရားနဲ့ထည့်တောက်လို့ရပါတယ်ဆိုတော့3-in-1နဲ့တောက်လို့ရလာတော့တကယ်တော့3-in-1နဲ့မှာကြားပါတယ်စီယိုတက်တဲ့ချိန်မှာတော့တောက်လို့မရဘူးဟုတ်ကဲ့ဘလို့ပဲဒါပဲပြောသူကကျွန်တော်3လပြည့်လို့ပြန်လာရင် A1C 9ပြနိုင်ရပါတယ်သူရဲ့ daily တွေမှာနော်သူစစ်တဲ့အခါမှာမနေ့စောကြီး80နဲ့130ကျော်ထဲမှာရှင်းရပါတယ်အဲ့တော့ကျွန်တော်လူလာကြောက်ပြောတယ်ကျွန်တော်ကစားလဲစားတယ်လိကျင်ကန်လဲလှုပ်တယ်တဲ့နော်ကျွန်တော်ထိန်းတော့စားတယ်ဆရာရဲ့တဲ့ကျွန်တော် A1C 7ပဲတဲ့အဲ့တော့ကျွန်တော်ကြည်တတ်တယ်ကြားအေးစားမရှိဘူးခင်ဗျာလွန်ခဲ့3လနေရာထိုင်နေစားတော့တာအကုန်အစင်ပြေရဲ့ဒဲမက်ဆက်တော့ပါစီးလဲကျွန်တော်ကဒီတိုင်းပဲအဲ့ဒီ reach ကိုဒီ target တွေဝင်အောင်ကျွန်တော်က just လုပ်ပါတယ်ဆိုတော့ကျွန်တော်ကတစ်ဆက်တည်းပြောချင်တာတချို့ကစီးရုပ်သမားတွေကဆရာစီလာတယ်ကျွန်တော်ပြီးတဲ့စီတောက်တာပဲမှန်တောက်တယ်ကျွန်တော်ကမနေ့တစ်လုံးညတစ်လုံးမဖော်ပင်တောက်ပါဆိုတောက်နေရပဲ3လတစ်လုံးတောက်တယ်ဒါပေမဲ့ तू ကအကိုကြောက်လို့မစစ်ဘူး तू ကမစစ်တော့ဒီ target တွေဝင်လားမဝင်လား तू မသိဘူးအဲ့တော့ तू ကမမောင်များတော့ဝမ်းတော့တောက်နေရပဲလူကလည်းဘာမှမဖြစ်ဘူးအကောင်းကြီးအဲ့သူစီယူတာ300ကျော်ကြီးဖြစ်နေသူမသိဘူး3လပြီးမှသွားစစ်လိုက်တော့ A1C က930ဖြစ်အဲ့တော့ကျွန်တော်ပြောချင်တာမစစ်လို့မရပါဘူးစစ်ပါနေတိုင်းမစစ်ချင်တော့မှ3ရက်တစ်ခါ4ရက်တစ်ခါလောက်စစ်ပြီးတော့စီယူသမားဒီစေးတောက်ရုံနဲ့တာဝန်မကြီးပါဘူးဒီ target တဲ့ဝင်အောင်တောင်းမှာဖြစ်ပါတယ်ဆိုတာပြောချင်ပါတယ်ဒါကဆရာတိုင်းရက်ပေါ့ဟုတ်ကဲ့ဒုတိယ exercise ပေါ့ exercise ကလိုလားတော့လိုပါတယ် exercise ကိုကျွန်တော်က3မျိုးခွဲပါတယ်ပထမတစ်မျိုးကတော့ခနာကိုကျန်းမအောင်နော်လုပ်တဲ့ exercise ကိုကျွန်တော်တို့ aerobic exercise လို့ခေါ်တော့နော် aerobic exercise ဆိုတာ exercise နဲ့ daily activity နဲ့တိတ်မတူဘူးဆရာဆိုတော့အရှင်မတယောက်ကအိမ်မှာမျိုးကြောင်နဲ့ဝင်နေသူကငြိမ်တော့မနေဘူးဆရာမျိုးကြောင်နဲ့ဝင်နေသူကရင်းနေချက်တယ်ပြုတ်တယ်လမ်းလျှောက်တယ်ဒါလို့တော့အဲ့ဒါ exercise လားတော့မဟုတ်ဘူးအဲ့တော့ daily activity ပဲသူတကယ်တော့ပြင်းပြင်းထန်ထန်လှုပ်လာတော့မလုပ်ဘူးသူကဟိုလမ်းတော့လျှောက်တယ်ပြီးရင်ဟိုကောင်မလေးကိုခိုင်းလိုက်တယ်ဒီကောင်မလေးခိုင်းနေတာပဲလုပ်နေတော့တကယ် exercise လို့ပြောရင်နံပါတ်1နည်းနည်းမောရမယ်ဆရာနည်းနည်းရင်တုံရမယ်
ချွေးနေပြန်မယ်ဒီ3ချက်နဲ့မြည်မှသူ exercise လို့ခေါ်တာသူက exercise ကအချိန်တစ်ခုပေးရမယ်အချိန်တစ်ခုအတွင်းမှာလုပ်ရမယ်ဆရာ continuously လုပ်ရမယ်နော်အချိန်တစ်ခုအတွင်းမှာသူကတတ်မှတ်ထားတဲ့အချိန်က7 minute ဆို7 minute အတွင်းမှာသူကလုပ်ရမယ်မလမ်းလျှောက်တယ်ဆို7 minute အတွင်းမှာ7 minute အတွင်းမှာသူကရှောက်နေတယ်သူက2 minute လောက်ရှောက်လိုက်နော်သူကနားလိုက်ပြီးတော့ဆရာတစ်ခုလုပ်လိုက်အဲ့ဒါမရအောင်ဆရာအဲ့တော့ကျွန်တော် exercise ဆိုတာတတ်မှတ်ထားတဲ့အချိန်ပိုင်းတစ်ခုအတွင်းမှာသူကလုပ်ရမှာဖြစ်ပါတယ်and then ကျွန်တော်ရင်နေတုံရမယ်ချွေးနေပြန်ရမယ်မောရမယ်အဲ့တော့သူကလမ်းလျှောက်ရင်လျှောက်ခက်တက်တက်လေးလျှောက်နော်ကျွန်တော်ကတော့ဒီနေ့မိနစ်30လောက်လုပ်စီခြင်းနဲ့7 minute ခွဲလျှောက်လေရမနေ့7 minute နေ့လေ7 minute ည7 minute ခွဲရဆိုအဲ့လိုမျိုးတစ်ပတ်ကို9ရက်လုပ်စီခြင်းနဲ့အဲ့ဒါမိနစ်150ပေါ့ဒါကတကိုယ်လုံးကျမ်းမှာဟုတ်နောက်တစ်ဆင့်ကတော့နှလုံးကျမ်းမှာဟုတ်ရှိနှလုံးကျမ်းမှာဟုတ်ကြတော့ကျွန်တော်တို့ကဘာခေါ်လဲဆိုတော့ resistant exercise လို့ခေါ်တယ်သူ resistant ပြနှလုံးကနည်းနည်း resistant exercise လို့ပဲအဲကြတော့ကျွန်တော်ကအလေးနည်းနည်းမှတင်းနဲ့အလေးတကူမှရတယ်ဆရာအဲ့တော့ကျွန်တော်ကအိမ်မှာရှိတဲ့ dumbbell လေးမှမယ်မမချင်းလဲကျွန်တော်ကစာအုပ်လေးမှမယ်တချို့လည်းရေတမှုလေးမှရဒါပေါ့နေအောင်တွန်းတာ push up လုပ်တာအဲ့မျိုးလုပ်လို့ရတယ်အမျိုးသားဆိုဒိုက်ထိုးလို့ရတယ်ပေါ့နော်အဲ့လိုလုပ်လို့ရတယ်အသက်ကြီးလာတဲ့အမျိုးသားမျိုးသမီးတွေကြတော့ကျွန်တော်အဲ့ဒါလုပ်သိမလွယ်ဘူးရိုးပဲလမ်းလျှောက်ပါအရန်ကြီးတဲ့အဖိုးကြီးဖွားကြီးကြတော့သူတို့မလဲအောင်ပဲအကြီးကြီးဒါကြတော့အဲ့ကြတော့ balance exercise ကိုခေါ်တော့ဆိုတော့ဒါကြီးအကုန်လုံးပေါင်းလိုက်တော့အခုကျွန်တော်မနေ့လေ့ကျင့်ခန်းလုံးကြီးတိုက်ချီတို့ကတော့အရန်ကောင်းပါတယ်သူတို့ကပြောတာတိုက်ချီ is very good ယောဂတို့တိုက်ချီတို့လောက်တာဒီအရန်ကောင်းပါတယ်သူတို့ဒီခုနကပြောတဲ့ aerobic exercise ကို resistant exercise ကို balance exercise ကိုသုံးလုံးပေါင်းထားတာဖြစ်ပါတယ်အတွက်ကြောင့်ဒါမျိုးတွေလောက်တာအားပေးပါတယ်ဆိုတော့ဒီ diet နဲ့ exercise ကိုကောင်းကောင်းလုပ်ခြင်းအပြင်ကျွန်တော်တို့ကစားတောက်ဒီထိုင်လေ့ကျင့်ခန်းဒီ every step of the diabetes မှာအရေးကြီးရယ်ဆိုတာကျွန်တော်ပြောပြသည်လူတိုင်းလုပ်သင့်ပါတယ်ဆရာဟုတ်ကဲ့